မှာမဆွေရမဆွေဆိုတော့ဘဝကလေးကနှစ်သက်ခဲ့ရတဲ့ယောက်ျားတေးတန်ရှင်တယောက်ရှိပါတယ်မျိုးသားဆိုတော့ပေါ့လေဒါကတော့ကိုဆိုင်တီဆိုင်ပါပဲအခုနှစ်ပတ်လေအခါသမယနဲ့ကြုံကြိုက်ပြီးတော့မဆွေရဒီအထူးစီစဉ်ကဏ္ဍလေးမှာကိုဆိုင်တီဆိုင်နဲ့တွဲဖက်ပြီးတော့သချင်းတစ်ပုဒ်တီးဆိုဖြေရဖို့ရွေးချယ်ထားပါတယ်ဒီတေးသချင်းလေးရဲ့နာမည်ကတော့နေရာတိုင်းမှာ